UEFA ကလပ်အဆင့်ရပ်တည်မှုတွေကဘလောက်အရေးကြီးသလဲဆိုတာကိုမပြောခင်မှာအခုကျင်းပနေတဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဘလို့ပုံစံမျိုးတွေနဲ့ဝင်ခွင့်ရနိုင်တယ်လဲဆိုတာကိုအရင်ပြောပြပေးသွားပါမယ်။ FIFA ကကလပ်ကမ္ဘာဖလားပြိုင်ပွဲကို၄နှစ်မှတစ်ကြိမ်ပဲကျင်းပတော့မှာပါ။ဒီပြိုင်ပွဲအတွက်ဥရောပကဝင်ခွင့်12နေရာရရှိထားပြီးတော့ Champions League ချန်ပီယံ၄သင်းနဲ့ကလပ်အဆင့်အမြင့်ဆုံးအသင်း၈သင်းပါဝင်ခွင့်ရရှိကြမှာပါ။ Champions League ချန်ပီယံတွေကတော့အခုနှစ်ဘိုးဆွဲခဲ့တဲ့ PSG ရဲ့လာမယ့်2026 2029နဲ့2028ခုနှစ်တွေမှာဘိုးဆွဲမဲ့အသင်းတွေကဝင်ခွင့်ရရှိကြမှာပါ။တကယ်လို့ကြားထဲမှာအသင်းတစ်သင်းကချန်ပီယံတစ်ကြိမ်ထက်ပိုပြီးတော့ဖြစ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီဝင်ခွင့်နေရာတွေကချန်ပီယံလိမရတဲ့အသင်းတွေရဲ့ခွဲတန်းတွေကိုရောက်ရှိသွားမှာဖြစ်ပြီးတော့၈သင်းကနေ9သင်း10သင်းအထိဖြစ်လာနိုင်ပါတယ်။အခုနှစ်ပြိုင်ပွဲမှာဆိုရင်လေ Real Madrid ကချန်ပီယံလိကို2ခါရလိုက်တာကြောင့်ချန်ပီယံမဟုတ်တဲ့အသင်းစုစုပေါင်း9သင်းအထိပါဝင်ခွင့်ရရှိခဲ့ကြပါတယ်။ချန်ပီယံလိမရတဲ့အသင်းတွေကကလပ်ကမ္ဘာဖလားကိုဘယ်လိုဝင်ခွင့်ရကြသလဲဆိုတော့အချက်2ချက်နဲ့ပြန်ပြီးတော့ခွဲထားပါတယ်။ပထမချက်ကတော့နောက်ဆုံး4နှစ်အတွင်းကလပ်အမှတ်စုစုပေါင်းမှာအကောင်ဆုံးအသင်းစင်းရဲတဲ့ကိုပါဝင်နေရမယ်။ဒုတိယချက်ကတော့နိုင်ငံတစ်ခုတည်းကနေအသင်း2သင်းထက်မပိုရဘူးဆိုတဲ့အချက်တွေပါ။တကယ်လို့ချန်ပီယံလိရပြီးတော့ဝင်ခွင့်ရထားပြီးသားအသင်းတွေထဲမှာကိုယ့်နိုင်ငံအသင်းတွေပါနေမယ်ဆိုရင်အမှတ်တွေကောင်းနေလဲဝင်ခွင့်မရပါဘူး။ဒီနှစ်ပြိုင်ပွဲမှာလီဗာပူးအသင်းကဒီလိုပုံစံမျိုးနဲ့ကြံရစ်သွားခဲ့တာပါ။လာမယ့်ပြိုင်ပွဲအတွက်ဆိုရင်လည်းပြင်သစ်လိမှာ PSG ကချန်ပီယံလိရထားပြီးဖြစ်တာကြောင့်ပါဝင်ခွင့်ရမယ်ဆိုရင်တော့နောက်ထပ်တစ်သင်းပဲအများဆုံးဝင်ခွင့်ရရှိတော့မှာပါ။အခုဆက်ပြီးတော့ကလပ်အသင်းတွေရဲ့အဆင့်တွေဘယ်လိုသတ်မှတ်တယ်လဲဆိုတာကိုရှင်းပြသွားပါမယ်။ဒီနေရာမှာကြိုပြီးတော့ပြောထားချင်တာကဒီစီးမြင့်တွေကဥရောပအတွက်ပဲဖြစ်ပြီးတော့ကျန်တဲ့တိုက်ကြီးတွေမှာတော့စီးမြင့်နဲ့အမှတ်ပေးပုံတွေကနည်းနည်းလေးကွဲပြားမှုရှိပါတယ်။ UEFA ကနှစ်စဉ်နှစ်တိုင်းမှာကလပ်အသင်းတွေရဲ့ဥရောပပြိုင်ပွဲတွေကနေရရှိလာတဲ့အမှတ်တွေကိုစုဆောင်းထားပြီးတော့9နှစ်စာတွက်ချက်ပြီးတော့အဆင့်သတ်မှတ်ပေးပါတယ်။လက်ရှိမှာ Real Madrid ကအဆင့်1Man City ကအဆင့်2 Bayern Munich ကအဆင့်3 Liverpool ကအဆင့်4နဲ့ PSG ကအဆင့်5နေရာတွေမှာရပ်တည်နေပါတယ်။ဒါပေမဲ့ဒါကနောက်ဆုံး9နှစ်ပေါင်းအမှတ်တွေဖြစ်ပြီးတော့ဒီနှစ်ဘောလုံးရသည်ရဲ့ရမှတ်တွေမဟုတ်ပါဘူး။ဒီနှစ်ရမှတ်အရဆိုရင်တော့ Man City က14မှတ်ပဲရပြီးတော့ရမှတ်အတော်လေးနည်းနေပါတယ်။ Champions League မှာပိုဆွဲတဲ့ PSG က33မှတ်ပဲရခဲ့ပြီးတော့ Inter Milan အသင်းကအမှတ်40နဲ့အများဆုံးဖြစ်ခဲ့တာပါ။ဒုတိယအများဆုံးကဘာစီလိုနာအသင်းဖြစ်ပြီးတော့ 36.25 မှတ်ရရှိခဲ့ပါတယ်။ဒီနေရာမှာထူးခြားတာက Manchester United, Spurs နဲ့ Chelsea အသင်းတို့ရဲ့အမှတ်တွေက Liverpool နဲ့ Dortmund တို့လို Champions League ကစားတဲ့အသင်းတွေထက်ပိုများနေခဲ့တာပါပဲ။ဒါကဘာကြောင့်လဲဆိုတော့ UEFA ရဲ့အမှတ်ပေးစည်းမျဉ်းတွေကြောင့်ပါ။ Champions League ရဲ့ League Phase လို့ခေါ်တဲ့10ပွဲကန်ပြီးတော့အမှတ်ပေးစရာနဲ့အဆင့်သတ်မှတ်တဲ့အဆင့်မှာတပွဲနိုင်ရင်2မှတ်တရေကြရင်1မှတ်ဆိုပြီးတော့အမှတ်ပြန်ပေးပါတယ်။ဒါကအမှတ်ပေးစရာအတွက်မဟုတ်ပါဘူး။တစ်နှစ်ပြီးတိုင်းမှာအဆင့်ပြန်သတ်မှတ်တဲ့ UEFA Club Ranking အတွက်ပါ။လီဗာပူးအသင်းကအဲ့ဒီ League Phase အဆင့်မှာ9ပွဲနိုင်ပြီးတော့တပွဲရှုံးခဲ့တာကြောင့်14မှတ်ရခဲ့ပါတယ်။အဲ့ဒါပြီးတဲ့အခါမှာတော့ bonus အမှတ်ဆိုပြီးတော့အမှတ်ပေးစရာအဆင့်ရပ်တည်မှုအလိုက်အမှတ်ထပ်ပေးတဲ့စနစ်ရှိပါတယ်။အဆင့်1က12မှတ်အဆင့်2က 17.85 မှတ်အဆင့်3က 17.5 မှတ်ပါအဆင့်တစ်ခုကွာသွားတိုင်းမှာ 3.25 မှတ်ကွာသွားပါတယ်အရန်မသိတာဘူးဆိုပေမဲ့အဆင့်1ကလီဗာပူးနဲ့အဆင့်24က Club Brugge တို့ကြားမှာတော့6မှတ်နီးပါးကွာဟသွားပါပြီဒါကပွဲစဉ်3ပွဲကိုအနိုင်ကစားနိုင်တာနဲ့အတူတူပါပဲလီဗာပူးကအဆင့်1ဖြစ်ခဲ့တာကြောင့်12မှတ်ထပ်ရခဲ့ပါတယ်သူကစုစုပေါင်း26မှတ်ဖြစ်သွားပါပြီရှုံးထွက်အဆင့်မှာတော့ penalty မပါဘဲနဲ့အချိန်ပိုအထိရလက်တွေအတွက်အမှတ်ထပ်ပေးပါတယ်နိုင်ခဲ့ရင်3မှတ်တရေကြခဲ့ရင်2မှတ်နဲ့ရှုံးသွားခဲ့ရင်1မှတ်တို့ရရှိပါတယ်တကယ်လို့ပွဲချိန်အတွင်းရှုံးနေတာမဟုတ်ဘူးဆိုရင်တော့ 3.5 မှတ်ပဲရရှိမှာပါလီဗာပူးက16သင်းအဆင့်မှာ PSG နဲ့ကစားခဲ့ရပါတယ်ပထမတစ်ပွဲနိုင်ပြီးတော့ဒုတိယပွဲကို penalty မှာရှုံးခဲ့တာပါဒီအတွက်3မှတ်ရခဲ့ပါတယ်PSG ကို penalty အဆုံးဖြတ်နဲ့ရှုံးနေခဲ့လို့ 3.5 မှတ်ထပ်ရပါတယ်ဒါကြောင့်လီဗာပူးအသင်းရဲ့ဒီနှစ်အတွက် UEFA ရမှတ်စုစုပေါင်းက 29.5 မှတ်ဖြစ်ခဲ့တာပါတခြားချန်ပီယံလိအသင်းတွေအတွက်လည်းအတူတူပါပဲ Europa League နဲ့ Europa Conference League တွေမှာလည်း League Phase မှာနိုင်ရင်2မှတ်တရေကြရင်1မှတ်ပေးပါတယ်ရှုံးထွက်အဆင့်မှာဆိုရင်လည်းနိုင်ရင်3မှတ်တရေကြရင်2မှတ်ရှုံးသွားရင်1မှတ်ပေးပါတယ်ဒါပေမဲ့
ချန်ပီယံလိနဲ့မတူဘဲကွဲပြားသွားတာကတော့ bonus ရမှတ်တွေပါချန်ပီယံလိကအဆင့်1ရရင်12မှတ်ပေးတဲ့အချိန်မှာ Europa League က6မှတ်ပဲပေးပြီးတော့ Europa Conference League က4မှတ်ပဲပေးပါတယ်ချက်စီအသင်းဟာ Europa Conference League မှာတပွဲတည်းရှုံးပြီးတော့ချန်ပီယံဖြစ်ခဲ့တာပါဒါပေမဲ့သူတို့က League Phase အဆင့်မှာ6ပွဲတည်းကစားရတာရယ်နောက်ပြီးတော့ bonus အမှတ်တွေနည်းတာတွေကြောင့် Man U တို့စပါးတို့လောက်အမှတ်မများခဲ့ရတာပါဒါပေမဲ့သူကလီဗာပူးထက်တော့အမှတ်ဝက်ပိုများနေပါသေးတယ်။ Man U ကတော့ League Phase အဆင့်မှာ9ပွဲနိုင်3ပွဲတည်ကြခဲ့တာကြောင့်73မှတ်ရခဲ့ပါတယ်။နောက်ပြီးတော့အမှတ်ပေးစရာမှာအဆင့်3ရလို့ bonus အမှတ် 9.5 မှတ်ထပ်ရခဲ့ပါတယ်။ရှုံးထွက်အဆင့်တွေမှာလည်း4ပွဲနိုင်2ပွဲတည်ကြခဲ့လို့နောက်ထပ်14မှတ်ထပ်ပြီးတော့ရရှိခဲ့ပါတယ်။ Final မှာတော့စပါးအသင်းကိုပွဲချိန်အတွင်းမှာရှုံးလို့အမှတ်မရခဲ့ပါဘူး။ဒါကြောင့် Man U အသင်းရဲ့အခုနှစ်အတွက် UEFA Club ရမှတ်စုစုပေါင်းက 32.5 မှတ်ဖြစ်ခဲ့တာပါ။လာမယ့်ဘောလုံးရာသီမှာတော့ Man U အသင်းကဘယ်ဥရောပပြိုင်ပွဲကိုမှဝင်မပြိုင်ရလို့သူတို့ရဲ့ရမှတ်က0-3ဖြစ်နေမှာပါ။ဒါကြောင့်အချုပ်ပြန်ပြောရမယ်ဆိုရင်တော့ UEFA Club Ranking ကောင်းဖို့အတွက် Champions League မှာကစားဖို့ကြီးတော့မလိုအပ်ပါဘူး။ Europa League မှာကစားပြီးတော့လည်းအမှတ်များများနဲ့ကလပ်ကမ္ဘာဖလားဝင်ခွင့်ရရှိနိုင်ပါတယ်။ဒါပေမဲ့လည်း Champions League မှာကစားနေတဲ့အသင်းတွေကတော့ပို့ပြီးတော့အခွင့်အလမ်းရှိနေတယ်လို့ပြောရမှာအမှန်ပါပဲ။